အထိုက်တန်ဆုံးခေါ်ယူသူဖြစ်လာတဲ့ João Pedro ချဲစီတိုက်စစ်မှု João Pedro ဒီနှစ်ဘောလုံးရာသီပရီးမီးယားလိအသင်းတွေကခေါ်ယူခဲ့တဲ့ကစားသမားတွေထဲမှာအထိုက်တန်ဆုံးခေါ်ယူသူဖြစ်ရပ်တည်လာခဲ့ပါတယ်။ João Pedro ဟာ Aston Villa ကိုအနိုင်ရခဲ့တဲ့ပွဲမှာ hat-trick သွင်းနိုင်ခဲ့တာကြောင့်ဒီနှစ်ပရီးမီးယားလိအသင်းတွေကခေါ်ယူခဲ့တဲ့တိုက်စစ်မှုတွေထဲမှာဂိုးအများဆုံးသွင်းထားတဲ့သူဖြစ်လာတယ်လို့ဂိုးပါဝင်ပတ်သက်မှုအများဆုံးကစားသမားဖြစ်ပါရပ်တည်နိုင်ခဲ့ပါတယ်။ João Pedro ဟာ Chelsea အတွက်သွင်းဂိုး14ဂိုးအထိသွင်းယူနိုင်ခဲ့ပြီးဖြစ်တယ်လို့ဂိုးဖန်တီးမှု8ကြိမ်အထိပြုလုပ်ထားနိုင်ခဲ့တာကြောင့်ဂိုးပါဝင်ပတ်သက်မှုအများဆုံးတိုက်စစ်မှုအဖြစ်ပါရပ်တည်နိုင်ခဲ့တာပါ။ Aston Villa ဘက်ကိုသွင်းယူခဲ့တဲ့ hat-trick ဟာ João Pedro အတွက် Chelsea ကိုရောက်လာပြီးနောက်မှာပထမဆုံးသွင်းနိုင်ခဲ့တဲ့ hat-trick ဖြစ်ပါတယ်။ ဘောလုံးပွဲတွေကိုရင်ခုန်ကျင်တဲ့သူတွေအတွက်24နာရီလုံးဝန်ဆောင်မှုအပြည့်ပေးနေတဲ့ Kick-Off Arena Online Service ရှိပါတယ်။ 555 Mix နဲ့ iBet 789တို့အပါအဝင်မိတ်ဆွေတို့နှစ်သက်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့ရင်ခုန်စရာဝန်ဆောင်မှုအားလုံးကိုရယူနိုင်ပါတယ်။စိတ်ဝင်စားတယ်ဆိုရင် Viber နံပါတ်886 536 536ကိုဆက်သွယ်နိုင်ပါတယ်။